အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာပါလဲဆိုတော့ AI အကြောင်းပေါ့ဗျာလူတွေကအခုခေတ်မှာဘယ်လိုပြောရမလဲဆို AI ခေတ်ရောက်နေပြီလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ AI ဆိုတာဘာလဲပေါ့ကျွန်တော်ပြောချင်တာ AI ဆိုတာ artificial intelligence ဉာဏ်ရည်တုလို့ပဲအဓိပ္ပာယ်ပြန်ရပါဟိုတလောက AI နေစပေါ်တဲ့ချိန်တုန်းကတော့သူတို့က AI ကတစ်ခုနဲ့တစ်ခုပေါ့နော် AI တစ်ခုနဲ့တစ်ခုသူတို့ကနေသူတို့စကားပြောနေကြတယ်တဲ့စကားပြောရတော့မတူညီတဲ့ဘာသာစကားတစ်ခုတွေနဲ့ပြောတာပေါ့လူတွေနားမလည်တဲ့ဘာသာစကားတစ်ခုနဲ့ပြောတယ်တဲ့အဲ့ဒါကြောင့်မလို့ဒီ AI ကုမ္ပဏီကသူတို့ဒီဥစ္စာရက်တက်လိုက်တယ်လို့ဘာလို့ဗျာဟုတ်လားတကယ်ဟုတ်လားမသိမဟုတ်လားမသိကောလာဟာလားတဲ့အဲ့မှာကျွန်တော်မြန်မာပြည်ကလူတွေကလည်းဘာဖြစ်လဲဆိုတော့AI ကိုမတရားချီးမွမ်းကြတာပေါ့ AI ကဘာဖြစ်တယ်ညာဖြစ်တယ်တော့ AI ဆိုတာဒါလူတရာကြီးပဲလို့ပါတော့ကျွန်တော်အမြင်ကတော့ဒါ AI ဆိုတာကတော့ဒါ search engine တစ်ခုပဲပါဘယ်လိုပြောရမလဲဆိုတော့ဒါရှာဖွေကိရိယာတစ်ခုလိုပဲကျွန်တော် Google မှာတွန်းမေးလိုက်မယ်ဗျာ Google ကိုကျွန်တော်မြန်မာပြည်ဟာအကြောင်းမေးလိုက်တယ်ဆိုဒါမြန်မာပြည်ဟာအကြောင်းသူ info ကောင်းကောင်းလေး information ချပြလာမှာပေါ့ဘာကြောင့် information ချပြလာလဲဆိုတော့မြန်မာပြည်ဟာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုဒီတစုံတစ်ယောက်ကတင်ထားတဲ့အကြောင်းမလို့ Google ရဲ့ database ထဲမှာဝင်နေအဲ့တော့အကြောင်းမလို့ Google ကချပြပေးရပေါ့ဥပမာ Facebook platform မှာတင်ထားရဆိုရင်လည်း Google မှာရှာလိုက်ရင်ဒီ Facebook data တွေပေးတဲ့ဥစ္စာပေါ်လာတယ်ပေါ့တင်ထားတဲ့အကြောင်းမလို့ပေါ်လာဗျာမတင်ထားဘူးဆိုရင်ပေါ်မှာမဟုတ်အဲ့တော့ဘာလို့လဲဆိုတော့ Google မှာရှာလို့မတွေ့တဲ့ဥစ္စာကို AI ကိုတွက်ရှာခိုင်းတယ် AI လည်းထွက်မလာဘူးရှာဖွေမှုရလက်မရှိပါလို့ပဲပြောလိမ့်မယ်ဘာလို့ဆို AI ဆိုတာဒါတကယ်တော့ရှာဖွေကိရိယာတက်လို့ပဲကျွန်တော်မြင်တယ်ဥပမာကျွန်တော် AI ခင်မှာပေါ့ဒီ code တွေရေးခိုင်းလိုက်တယ်ပေါ့ဒီ programming နဲ့ပတ်သက်တဲ့ code တွေရေးခိုင်းလိုက်ဆိုတော့သူကရေးပြလာဒါတွေကလည်းပြောဆိုတော့ဒီ Google မှာလည်းတွက်ရှာလို့ရတယ် Google မှာရှာလိုက်ဘယ် code ဘာထွက်ချင်လဲကို project ဘာထွက်ချင်လဲဆိုရိုက်ရှာလိုက်သူကဘာနဲ့ Python နဲ့ရေးမှာလား PHP နဲ့ရေးမှာလားဘာနဲ့ရေးမှာလဲအဲ့လိုပြလာဥမာကျွန်တော် Python code လို့ရိုက်ရှာလိုက် Python code တွေထွက်လာ PHP ဆိုပြီးတော့ရိုက်ရှာလိုက် PHP နဲ့ဒီ result ရဖို့အတွက်ဒီ program code တွေထွက်လာမယ်ပေါ့အဲမရှိတဲ့ဥစ္စာကြီးကိုကျွန်တော်တို့ AI ကိုတွက်ရှာခိုင်းကြည့် AI ကလည်းမတည်ဘူး Google မှာလည်းမတည်ဘူးတကယ်ဘယ်လိုပြောဆိုတော့ credit မဖြစ်ဘူးပေါ့ဗျာသူများရှိပြီးတဲ့ဥစ္စာတွေကိုပဲကျွန်တော်တို့ကမိညမ်းလို့ရမယ်မိညမ်းပြီးတော့အစ်စ်တီထွင်လို့ရမယ်ပေါ့ဒီ AI ကိုလည်းအစ်စ်မတီထွင်ပေးနိုင်ဘူးမြန်မာပြည်ကလူတွေကဒီ AI ခေတ်ရောက်ပြီပေါ့ AI အသုံးပြုလူတင်နန်းတို့ဘာလို့ AI ရှင်းဘာမှမလို့တော့လို့ဘာလို့ဒါတွေကရှင်းပြောတော့စောက်ပူတွေရှောက်ပြောနေဗျ AI ဆိုတာဘာမှမဟုတ် database ထဲမှာရှိတဲ့ဥစ္စာကိုပဲရှာနိုင်တာမရှိတဲ့ဥစ္စာကိုသူမရှာနိုင်ဘူးကျွန်တော် AI ကိုပုံတစ်ပုံဆွဲခိုင်းမယ်ဆိုရင်လည်းသူကခုနားလေးကပုံကိုယူတုံးလိုက်ဒီနားလေးကပုံကိုယူတုံးလိုက်အဲ့ပုံစံကိုနဲ့သူကပေါင်းဆက်ပြီးတော့ကျွန်တော်တို့ပုံတစ်ပုံထုတ်လာပေးလိမ့်မယ်ဒါကကျွန်တော်လူချင်တဲ့ပုံကိုရမလားအဲ့တော့ AI ဆိုတာအဲ့လောက်ကြီးမဟုတ်ဘူးကျွန်တော်အမြင်ပဲဗျလူတွေကဒါစောက်ပူတွေရှောက်ပြောနေကြ AI အဲ့လောက်ကြီးဘယ်လိုဆိုတော့ powerful မဖြစ်ဘူးကျွန်တော်ဥမာရုပ်ရှင်မင်းသမီးတယောက်နာမည်ရိုက်ချလိုက်မှာပေါ့နန္ဒာလာရေဆိုပြီးတော့ဒါဆိုရင်တော့ AI ကလည်းထုတ်ပေးလိုက်မယ် Google ကလည်းထုတ်ပေးလိုက်မယ်ဘာလို့လဲဆိုတော့သူ့အကြောင်းတင်ထားတာပေါ့သူ့အကြောင်းတင် database ထဲမှာထည့်ထားတဲ့ကြောင့်မို့သူကထုတ်ပေးနိုင်တာသူ့အကြောင်း database ထဲမှာမထည့်ထားဘူးဆိုရင်သူကမထုတ်ပေးနိုင်ဘူးဒီပုံစံပဲကျွန်တော်ပြောချင်တာကျွန်တော် AI ဗုဒ္ဓဘာသာအကြောင်းတွေကျွန်တော်တွားမေးမယ်ဗျာပါဠိစကားလုံးတွေတွားမေးမယ်သူတင်ထားတာရှိရင်သူထုတ်ပေးမယ်တင်ထားတဲ့ဥစ္စာမရှိဘူးဆိုရင်သူမထုတ်ပေးဒီလိုပဲ Google မှာတွားမေးရဆိုရင်လည်း तू ကတရားရောက်ကတင်ထားတဲ့ဥစ္စာရှိရင် तू ဒီအကြောင်းအရာကို तू အချက်လက်ကိုဖော်ပြလိမ့်မယ်တင်ထားတာမရှိဘူးဆိုအဲ့ဒီအကြောင်းအရာအချက်လက်ကိုမဖော်ပြနိုင်ဘူးအဲ့တော့တကယ်ဟုတ်မဟုတ်ကျွန်တော်တို့ AI ကိုကျွန်တော်တို့တွားမေးကြည့်မယ်
ခုကျွန်တော်ဒါဒါအရင်ကကျွန်တော်မေးထားတာပေါ့နော် AI ကိုကျွန်တော်ကန်အကြောင်းမေးထားကျွန်တော်အခုမေးမယ်ဗျာ AI တိထားပေါ့တိတာမတိတာကျွန်တော်မေးကြည့်မယ် Brian D ပေါ့ကျွန်တော် Brian D အကြောင်းကျွန်တော် AI ကိုမေးမယ်ဗျာ Brian D အကြောင်းလို့ကျွန်တော်ရိုက်လိုက်မယ် AI တိတာပေါ့ဒါ Deep Seek ကနေမေးရပါတော့ခင်ဗျားတို့ပြောတယ်မြန်မာဘာသာစကားကောင်းတက်တယ်ဆိုတော့တရုတ်ကြီးကထုတ်တဲ့ AI ကိုကျွန်တော်မေးမယ် Brian D အကြောင်းလို့ကျွန်တော်မေးရသူဘာပြောမလဲကျွန်တော်စောင့်ကြည့်လိုက်လဲနေသူရှာနေသူဘာရှာနေလဲတော့မသိဘူးသူရှာတော့ရှာနေ Brian D ဒီမြန်မာနိုင်ငံနဲ့လူကြိုက်များတော့အတီးတစ်မျိုးဖြစ်တယ်တဲ့ခင်ဗျားတို့ကြိုက်လား Brian D ဒီတဲ့ချုံမိန်ပြီးအာဟာရတဲ့များစွာပါဝင်တော့အတီးဖြစ်တယ်တဲ့အတီးရဲ့ပုံတရံအဝါရောင်ရှိရဲ့တဲ့အတီးခွန်လာပါပြီးအတင်းသားချုံမိန်နေတယ်ဗျာအမှဗိုက်တာမင်ရောမန်နီယယ်ရောအမှထွက်လာပြီးပိုတက်ဆီယမ်ရောမက်ဂနီဆီယမ်ရောအမြင့်ထက်များစွာပါဝင်တယ်တဲ့ကိုခန်းအားစနစ်ကိုမြင့်တင်ပေးရတယ်ဒါ for sure ဖြစ်သွားပြီဗျာဒါ brand ကိုအစိမ့်လိုက်စားတုံးနိုင်တယ်တဲ့ brand ကိုဖြော်ရည်ဖြစ်တောက်တုံးနိုင်တယ်တဲ့ကျက်မကြီးအတွက်အထောက်အကူပြုပါရတယ်ဒါ AI မတိရင်မတိဘူးလို့မပြောဘူးဗျာဒါလုံးဝ for sure AI ပေါ့အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်မေးမယ်ပေါ့ဗျာသူတိလားမတိလားကျွန်တော်ထပ်မေးမယ်လွယ်တဲ့ဥစ္စာလေးပြင်ပါဒါကျွန်တော်မြန်မာပြည်မှာမေးတဲ့အကြောင်းအရာပဲကျွန်တော်မေးကြည့်တယ်တော်တော်များများတီအောင်နက်ကိုတီတာပေါ့အောင်နက်ကိုတီဒါကျွန်တော်ဆိုဒါမြန်မာပြည်မှာနေတဲ့လူဆိုရင်အောင်နက်ဆိုရင်ဒါခွေးနာမည်ပဲသူဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်တယ်ဒီတရုတ်ကြီး AI တော့ဘယ်လိုဆိုတီတော့မတီဘူးဒါပေမဲ့ဖော်ရှိုးတော့ရအောင်နက်ဆိုမြန်မာနိုင်ငံမြန်မာနာမည်နဲ့တူပေါင်းတာအောင်နိုင်တယ်တဲ့မြန်မာနိုင်ငံတွေလူတိများတော့အမည်တစ်ခုဖြစ်တယ်တဲ့အမည်ရဲ့အဓိပ္ပာယ်အောင်နက်တီတဲ့မြန်မာနိုင်ငံတွေလူတိများတော့အမည်တစ်ခုဖြစ်တယ်တဲ့အမည်ရဲ့အဓိပ္ပာယ်ကိုသူဖွဲ့ဆိုလိုက်တာနှစ်ကြောင်းလုံးကအဲ့ဒါပဲအောင်နိုင်လှုပ်ဆောင်ခြင်းများတဲ့အောင်နိုင်တီတဲ့မြန်မာနိုင်ငံတွေလူတိများတော့နာမည်တစ်ခုရှိတယ်ဒါပဲသူဖြေနေတာအောင်နက်ကိုပုံပုံနားလည်ရင်မိကုန်းထပ်မေးရမယ်short လွှဲပြကျွန်တော်ပြောချင်တာဒါ AI နဲ့ဘယ်လိုတွားပြီးတော့ဟိုလောက်ပါလဲ information ဘယ်လိုရပါလဲကျွန်တော်ပြောချင်တာ database တွေမှာမရှိတဲ့ဥစ္စာမဟုတ်တော့ဒါဆိုအောင်နဲ့ဆိုဒါတစုံတစ်ယောက်ကဟိုဘယ်လိုဆို social media platform မှာလी Facebook တို့ပါတော့အောင်နဲ့အကြောင်းဆိုစလို့နောက်လို့အဲ့လိုတွေရေးထားတယ်ဟာတာအနေနဲ့ရေးထားတယ်ရှိဒါပေမဲ့သူမသိဘူးပြောချင်တာအဲ့လောက်ကြီးဟိုဟာမဟုတ်အဲ့တော့ကျွန်တော် Brian D အကြောင်းကိုကျွန်တော် ChatGPT မှာတစ်ချက်သွားမေးမယ်အခု ChatGPT ထဲရောက်နေပြီเนาะအခု ChatGPT ထဲမှာကျွန်တော် Brian D အကြောင်းမေးကြည့်မယ်ခုနတရုတ်ကြီးမေးရတော့တရုတ်ကြီးကတော့ for sure ဗျာ Brian D အကြောင်းဒီ ChatGPT ကတိလားမတိလားကျွန်တော်တစ်ချက်မေးကြည့် Brian D တဲ့တောင်တပုံနဲ့မဖြစ်မနေဒီဖြစ်ဟာကျွန်တော်တော့မြန်မာသာဖတ်ရနေတဲ့တိုင်ပတ်သွားတယ်เนาะ Brian D ချင်ဘက်ရှိတယ်တဲ့ဘာရောချင်ဘက်မရှိဘူးတဲ့အများဆုံးတွေ့ရတော့ Brian D မျိုးစားများပါတဲ့အနှဲငယ်ဂျုံဒီပုံတန်ရှိရဲ့ Israel ထွက်ပြီးချင်ဘက်မရှိဟာကျွန်တော်နည်းနည်းတိုင်ပတ် American နိုင်ငံတွေထွက်တဲ့စာအရတာပုံမပြင်းထန်တယ်ဟာအဟားနဲ့ကျေးဇူးများတဲ့အစာချေစနစ်အတွက်ကောင်းမှုပြီးတဲ့အယောင်လာတဲ့ပြင်တဲ့ဓာတ်ဆုပ်အားကောင်းသည့်တီးနှံတစ်ခုဖြစ်တယ်တဲ့ဟာဓာတ်ဆီများတဲ့ဗိုက်တာမင် ACE ပိုတက်ဆီယမ်တဲ့တူရောခါကြာရတယ်နော်ဟာဘုံမချင်ဆက်ပြီးချင်းကချက်ပြုတ်နိုင်သည်တဲ့အလွန်ကြုံမစားတဲ့မှာလေအလွန်ကြုံစားရပါဖြစ်လဲဆို fiber များတဲ့အတွက်အသေးတန်စားမြင်အစာရင်ပြဿနာဖြစ်နိုင်တယ်ဟာ ChatGPT ရလဲဒါ
စောက်ဆိုလဲပဲကျွန်တော်အောင်နက်ကိုတီလာကျွန်တော်ထပ်မေးပဲအောင်နက်ကိုတီလာဒါနဲ့နီးစက်တယ်ပေါ့နော်လူရဲ့အမည်တမိုင်းကြောင်းတစ်ခုတချင်းဖြစ်မယ်တရဝါတို့မဟုတ်တခြားတော့အကြောင်းအရာတစ်ခုဖြစ်နိုင်တယ်တဲ့သူကတော့လည်းမဖောပေါ့ဗျာသူကအောင်နဲ့ဆိုတာနောင်တစ်ခုပေါ့နောင်လို့တော့သူပြောတယ်ဒါနန်းစားတစ်ခုပေါ့နော်ကျန်တဲ့ဆိုသူမတိတော့သူဆက်မဖောပေါ့ပြောချင်တာအဲ့ဒါပဲ AI ဆိုတာပါဖူးမဖြစ်ဘူးသူကဖော်ရှော်လုပ်တယ်ဗျာမရှိတဲ့ database ထဲမှာမရှိတဲ့အရာတစ်ခု AI မရှာနိုင်ဘူးမြန်မာပြည်ကလူတွေရတာဒါစောက်ကြီးစောက်ကျရှောက်ပြောနေ AI ကဘာဖြစ်တယ်ညာဖြစ်တယ်လို့အဲ့လိုကျွန်တော်အင်္ဂလိပ်လိုမေးတယ်ဆိုရင်လည်းသူ database ထဲမှာရှိတဲ့ဥစ္စာကိုပဲသူပြောပြပေးနိုင်လိမ့်မယ် database ထဲမှာမရှိတဲ့ဥစ္စာကိုသူမပြောနိုင်ဘူးအဲ့ကြောင့်ကျွန်တော်ပြောချင်တာ AI ဆိုတဲ့ဥစ္စာဘယ်လိုဆို search engine တခုပဲပေါ့နော်ဒီ Google တို့ social media platform တို့ဘာလို့မှတင်ထားတဲ့ဥစ္စာကိုပဲသူတိမယ်အဲ database ထဲမှာမရှိတဲ့အရာကိုသူမသိဘူးအဲ့ဒါမြန်မာပြည်ကလူတွေက AI ခေတ်ရောက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဗျာစောက်ဖို့တွေရှောက်ပြောနေတာကျွန်တော်ပြောချင်တာကျွန်တော်သိချင်တဲ့အကြောင်းအရာဆိုရင်တော့တချို့ဥစ္စာတွေအထောက်အကူဖြစ်ပါတယ်ကျွန်တော်သိချင်တဲ့အကြောင်းအရာဒီ AI ကိုမေးလိုက်တယ်ဆိုရင်သူတိပါတယ်ဟိုတနေ့ကကျွန်တော်ဓာတ်မှတ်တစ်ချက်ဖတ်ခိုင်းတာသူဓာတ်မှတ်ဟိုသူနည်းနည်းတော့တုံးတက်ပေးရပေါ့နော်တုံးတက်ပေးရရေဘူးရအားဖြစ်တော့တုံးတက်ပေးရဒါပေမဲ့ तू ကဒီထက်ပိုတိချင်တော့ဆရာဝန်စီသွားလို့ပဲ तू ပြော तू ဒီတေးတော့ तू မပြောနိုင်အဲ့လိုပေါ့ကျွန်တော်ပြောချင်တာ AI ဆိုတာအဲ့လောက်ကြီးဟိုမဟုတ်ဗန်းစကားတွေတော့ပြောပို့ဆိုးလိမ့်မယ်တော့အမှ AI ကိုကျွန်တော်နောက်ထပ်တစ်ခုထပ်မေးရပါတော့ ChatGPT ကိုအမေးကောင်းလဲတော့ကန်အကြောင်းမေးကြည့်မယ်ပေါ့ဒါအနောက်နိုင်ငံထုတ်တဲ့ဥစ္စာဆိုတော့ကန်အကြောင်းအတူယုံကြည်လားမယုံကြည်ဘူးလားလက်ခံလားလက်မခံဘူးလားဆိုတော့ကျွန်တော်တစ်ချက်မေးကြည့်ဒါသူတည်ရကန်အကြောင်းကိုတင်ထားတဲ့အတွက်ကြောင့်လို့တည်ရကန်ဆိုတဲ့အကြောင်းဒါဗုဒ္ဓဘာသာဟိန္ဒူဘာသာဂျိန်းဘာသာနဲ့တခြားဘာသာမှာကန်တာအရေးကြီးတယ်တဲ့ဒါဗုဒ္ဓဘာသာအကြောင်းဒါတင်ထားလို့ဗျမတင်ထားဘူးဆိုရင် तू မတည်ဘူးတင်ထားတာတရားရောက်ကဒီကန်နဲ့ပတ်သက်ပြီးတင်ထားတဲ့ကြောင့်မလို့ तू ဒီဥစ္စာကို तू က database တွေကနေဆွဲထုတ်ပြီးတော့ तू ဖော်ပြပေးရပါကျွန်တော်သူ့မေးကြည့်မယ် तू ကန်ဝင်ုံလားပေါ့လောက်ရတိုင်းမှာဒါအကျိုးဆက်ရှိတာတို့သဘောတူတယ်တဲ့တင့်အနေနဲ့ကန်အောင်ဘယ်လိုမြင်လဲတဲ့ဒါကျွန်တော်တော့မေခွန်းလာထုံးတယ်ဖော်ရှိုးဟောဗျာရုပ်တည်နဲ့အဲ့လိုတော့ကျွန်တော်ပြောချင်တာ AI အဲ့လောက်ကြီး powerful မဖြစ်ဘူးလို့ပဲကျွန်တော်ပြောချင်တာ तू တိတဲ့အရာတစ်ခုပဲ तू ပြောပြနိုင်တာမတိတဲ့အရာတစ်ခုကို तू မပြောပြနိုင်အောင်ကျွန်တော်တစ်ခုမေးမယ်နောက်ထပ်ဘာသာရေးနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုမေးမယ်ဖတ်တာဆိုတာဘာလဲပေါ့တင်ထားတဲ့လူရှိလားဖတ်တာဆိုတာပညာရေးတဲ့ဘာသာရေးလူမှုရေးပေါ်မူတည်ပြီးအတိတ်ပဲကွဲပြားသွားတယ်တဲ့တချို့အမြင်ကဖတ်တာတွေကြီးတဲ့လူတိုင်းဘဝကြိုတင်တတ်မှတ်ထားတော့အခိုက်အတန့်နဲ့တွေ့ကြုံများကိုဆိုလိုသည်တဲ့ဗုဒ္ဓဘာသာရလည်းဖတ်တာတွေပြစ္ဆုတ်ပံလုပ်ရနေလေရခင်ကစဉ်တိုင်းဖြစ်လာတယ်လေတချို့လူမှုရေးအမြင်များတယ်တဲ့သူပြောချင်တာတော့ကြန့်ခိုင်မှုကိုပြောချင်တာလားတို့မဟုတ်လေတဘာဝဖြစ်စဉ်တဲ့နေရလည်းမြင်ကြကြိုတင်တတ်မှတ်ထားတော့အရာတဲ့လောက်ရများပေါ်လဲမူတည်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တဲ့
ဖတ်တာကိုယုံကြည်တယ်ဖတ်တာဆိုတာရှိတယ်လူတိုင်းတစ်ခုအတွက်ဖန်တီးထားတယ်တချို့ကဖတ်တာဆိုတာမရှိဘူးတဲ့လူတိုင်းနေတဲ့ဘဝကိုမိမိဖန်တီးရမည်တဲ့ယုံကြည်ကြတယ်လေဗုဒ္ဓဘာသာရဲ့မြင်ရပေါ့ဖတ်တာဆိုတာရှိမရှိမဟုတ်ပဲတစုံတယောက်လောက်ရဲ့ကံကြောက်တာအနာဂတ်ကိုပြုလုပ်နိုင်တယ်လေဖတ်တာဆိုတာကျွန်တော်တည်တာတော့အထီးအတွေ့ပေါ့နော်ထိလိုက်တယ်ဝိညာဉ်ရဲ့နာယုတ်ရဲ့တာရဏရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ပေါ့ဖတ်တာထိတယ်ဝေဒနာခံစားတယ်ပေါ့ဒါဘယ်လိုဆိုကျွန်တော်တို့တည်ထားတာအဲ့လိုဒါပေမဲ့သူကဘာတွေပြောလဲတော့ကျွန်တော်လည်းမသိဘူးမိတ်ဆွေတို့ရောဘယ်လိုမြင်လဲပေါ့ကျွန်တော်တည်တာဝိညာဉ်ရဲ့နာယုတ်ရဲ့တာရဏရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ပေါ့သူတည်တဲ့ဖတ်တာဘာလဲပေါ့ကျွန်တော်တော့ဖြစ်သွားတယ်မိတ်ဆွေတို့ကဘယ်လိုမြင်လဲ AI ဆိုတာတကယ်တော့ဂျင်းဗျကျွန်တော်ဖတ်တာဆိုပြီးတော့ကျွန်တော် Google မှာရှာကြည့်မယ်ဗျ Google မှာတော့မှအမှန်ထွက်အောင်ပဲကျွန်တော်ပြောချင်တာ database ထဲမှာရှိတဲ့ဥစ္စာတော့မှ AI မရှာနိုင်အောင် software တွေရှာနေဖတ်တာဆိုပြီးတော့ရှာလိုက်ဖတ်တာဆိုအားလေအာယုံကိုလေတွေ့ထိထက်တော်တော့ဘောလေကျွန်တော်တစ်ချက်ဝင်ဖတ်လိုက်မယ်နော်အာယုံထိထက်တော်တော့ဘောလေတွေ့ထိချောင်းတော့ဘောတွေ့ထိခြင်းတွေ့ထိမှုဖတ်တာစေတရေတဲ့ဒီမှာဖတ်တာတာဝန်တွေဒီမှာထွက်လာပြီဒါမှဖတ်တာရဲ့လက္ခဏာပေါ့ဖတ်တာဒီတဲ့နံတရားဖြစ်ပါလေအဘယ်တို့လေအာယုံထိနိုင်ပါနီဟုလေမွေးဖွယ်ရှိဤတဲ့ဒါတင်ထားတယ် database ထဲမှာရှိတဲ့ဥစ္စာတော့မှသူက AI ကမရှာနိုင်ဘူးများဒီမှာ Google မှာမေးလိုက်တာအကုန်လုံးထွက်လာရဲ့ပေါ့ကျွန်တော်ပြောချင်တာ AI ဆိုတော့တကယ်ကိုဂျင်းပါဗျာဂျင်းလည်းထည့်တယ် for sure လည်းဟိုလုပ်တယ်အဲ့ဒါကိုဗျာကျွန်တော်မြန်မာပြည်ကလူတွေက AI ခေတ်ရောက်နေပြီဘာဖြစ်တယ်ညာဖြစ်တယ် AI တင်တန်းတွေတက်ပါတို့ AI ကမတရားကြောက်ဖို့ကောင်းတယ်တို့စောက်တလွဲတွေပါဗျာတကယ်ကိုစောက်ပူတွေရှောက်ပြောပြောချင်တာဂျင်းမမိစင်နဲ့ပေါ့ဂျင်းတွေပေါ့ဗျာတချို့လူတွေကဘာတွေရှောက်ပြောမှမသိဘူး AI ကကျွန်တော်တို့လူသားတွေမတည်တဲ့ဘာသာစကားတစ်ခုကိုတီထွင်ပြီးတော့သူတို့ AI နှစ်ယောက်ပေါ့ဗျာကျွန်တော်ပြောလိုက်မယ်နှစ်ခုလို့မပြော AI နှစ်ယောက်သူတို့အချင်းချင်းစကားတွေပြောနေကြတာပေါ့ဒါလူတွေမတည်တဲ့ဘာသာစကားတွေနဲ့ပြောလို့ဒါသူတို့ AI ကုမ္ပဏီကအဲ့ဥစ္စာကိုတားဆီးလိုက်ရဆိုတဲ့ပုံစံပေါ့စောက်တလွဲတွေရှောက်ပြောနေတာကျွန်တော်ပြောချင်တယ် AI ဆိုတာတကယ်တော့ဂျင်းတကယ်ကိုဂျင်းပါဗျာအားလုံးကျေးဇူးတင်ပါတယ်